Hi guys ကျွန်တော်တော့ only ပဲဖြစ်ပါတယ်ခုကျွန်တော်ဆော့ရမှာတော့ရက်တရာဟက်ကောပဲဖြစ်ပါတယ်ဒါပေမဲ့ရက်တရာဟက်ကောမဟုတ်တဲ့နှစ်ရက်ဒေတူဟက်ကောပဲဖြစ်ပါတယ် Minecraft ရဲ့ Spider Ball ထုံးစံအတိုင်းသိခုတ်ပါမယ်ခုတ်ပြီးတော့ဆိုတော့တစ်သုံးလေးကိုတစ်တာပြောင်းပါမယ်နောက်ပြီးကျွန်တော် credit တွေပဲခရက်ပါတယ်တစ်တာခုတ်ဖို့ပစိန်နဲ့ -2 ဖို့ package ကိုလုပ်ပါမယ်ကျွန်တော်ဒီမှာတစ်ပင်ရောက်နေတယ်တစ်ပင်ဆိုင်လိုက်ပါတယ်ပြီးတော့ credit တွေပဲကိုပြင်ယူပါတယ်အနောက်မှာရှိနေတဲ့ဝက်လေးကိုလည်းတက်လိုက်ပါတယ်ဟိုအမှတွေ့လာဗျအမပန်းထဲမှာလာပနေပဲအကုန်လုံးကျူးလေးပန်းနေကြီးပဲနောက်ပြီးတစ်ပင်ခုတ်ပြီးတော့နဲ့ -2 နဲ့ဝင်ပါမယ်ကျွန်တော် miner ဝင်လိုက်တာ package တိုးရပါတယ်နောက်ပြီး cobblestone တွေ360ရခဲ့ပါတယ်နောက်ပြီးကျွန်တော်အဲ့ရလောက်ဖို့အတွက်တူးလိုက်ရှာပါတယ်ခံကောင်းကျင်တော့တစ်ခေါက်မှမတွေ့ပါဘူးဟုတ်ရှောက်ပတ်သွားပြီးလိုက်ရှာပါပဲမကြည့်ပါအောင်ပြားလေးနှစ်ကောင်ချစ်စရာလေးဗျနောက်ဆုံးတော့ကျွန်တော်တိုးကောင်တွေ့တော့ပါတယ်ကန်ကောင်းလာလားကန်ဆိုးလာလားမသိဘူးတိုးတော့တစ်ကောင်ပဲဖြစ်နေပါတယ်အဲ့နဲ့ကျွန်တော်လည်းတိုးရလိုက်ရှာမယ်ဆိုပြီးရှောက်ပတ်သွားနေပါတယ်ကျွန်တော်ဒီတောင်ပေါ်တက်ပြီးရှာကြည့်မယ်ပေါ့နော်နောက်ဆုံးတော့ကျွန်တော်တကောင်သွေးလိုက်ပါတယ်သူသေးလေးတွေပါကျွန်တော်အဲ့အနဲ့ပဲရှောက်ပတ်သွားပြီးရှာကြည့်ရပေါ့နော်ကျွန်တော်နောက်ဆုံးတော့3ဝေး3ခုပြည့်တော့ပါပြီအဲ့နဲ့ပဲကျွန်တော်အချိန်7နဲ့ credit တွေပဲထုတ်ပြီးအဲ့ရခရက်လိုက်ပါတယ်အဲ့ရခရက်ပြီးတော့လည်း hit တက်မယ်လို့ထားပါတယ်ဒါပေမဲ့ကျွန်တော်တိကျရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့ package နဲ့ age လုပ်ဖို့အတွက် stick တွေခရက်မှာဖြစ်ပါတယ် stick တွေခရက်ပြီးတော့လည်း package ရဲ့ age ကိုလုပ်လိုက်ပါတယ်။ Vivanish ဘာလို့မထင်လို့ခရက်လိုက်ပါတယ်။အဲကြောင့်ခရက်ပြီးတော့လည်းကျွန်တော် credit တွေပဲကိုယူပြီး key ဆောက်ထွက်ပါတယ်။ပထမတရက်ချင်းမှာပဲရောရအောင်ရှာမယ်ဆိုပြီး key ထွက်နေတာဖြစ်ပါတယ်။19တွေ့ရတဲ့ဝင်ကြည့်မလို့ပါဒါပေမဲ့ zombie ရှက်နဲ့တန်းပြေးခဲ့ပါတယ်။ zombie တွေကအခုနောက်ပိုင်း damage ပိုပြင်းနေလို့ဒီလိုပြေးခဲ့ရပဲဖြစ်ပါတယ်။ကျွန်တော်အဲတောင်ပေါ်ဘက်ကို key ဆောက်ထွက်မယ်ဒီမှာလုပ်လိုက်ပါတယ်။ကန်ကောင်းကျွန်တော်အမှရွာနဲ့တွေ့ရပဲဖြစ်ပါတယ်။အဲ့နဲ့ပဲကျွန်တော်လည်းရွာထဲဝင်ဖြစ်ခဲ့ပါတယ်ကျွန်တော်ရွာထဲဝင်ပြီး villager တွေရဲ့အိမ်ထဲကပစ္စည်းလေးတွေကိုတော့ယူမှာပဲတချို့အိမ်တွေဘာလို့ပစ္စည်းမရှိရလဲမသိဘူးရှိရပစ္စည်းလေးတွေတော့ယူပါလေကျွန်တော်ရွာထဲကနေပေါ်တပြက်တွေကရတာဆိုလို့ဒါလေးပဲရှိပါတယ်ကန်ကောင်းတာလားကန်ဆိုးရတာတော့မသိဘူးအိုင်ရန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးရောရခဲ့ပါတယ်နေလေးဝင်နေပြီဖြစ်လို့ကျွန်တော်အိမ်ထဲဝင်ပြီးအဲ့ရချလိုက်ပါတယ်ဒါပေမဲ့အဲ့လိုမရနေပါဘူးအဲ့နဲ့ကျွန်တော်လည်း credit တွေပဲရှာပြီး iron throne လုပ်လိုက်ပါတယ် iron throne ရတာနဲ့ကျွန်တော်ရှိလုပ်လိုက်ပါတယ်ညရောက်နေရကျွန်တော်ခုထိအဲ့လိုမရနေပါဘူးကျွန်တော်လည်းအဲ့လိုမရရနဲ့ water throne ကောက်စားလိုက်ပါတယ်နောက်ပြီးကျွန်တော်ရှိတက်လိုက်ပါတယ် inventory ကနေ iron sword နဲ့ iron pickaxe ကိုထုတ်ပါမယ်ပြီးရင်လည်းကျွန်တော်အိတ်လိုက်ပါတယ်မိုးနေတာနဲ့ပစ္စည်းလေးတွေတင်ပါတယ်ဘာလို့တိတ်လဲဆိုတော့အိမ်ဆောက်မလို့ပဲဖြစ်ပါတယ်နောက်ပြီးကျွန်တော်မနက်မှအိမ်ဆောက်မယ်ဆိုမှနေရာလိုက်ရှာပါတယ်နေရာလိုက်ရှာရင်အကျဉ်းရသွားတာအဲ့အိမ်ကိုဖျက်ပြီးဆောက်မယ်ဆိုမှအကျဉ်းရသွားပါတယ်တစ်ဖက်ပတ်ကြည့်ရပေါ့နော်အိမ်ထဲလည်းဝင်ကြည့်ပြီးဒီပစ္စည်းလေးယူမယ်ဆိုမှစဉ်းစားလိုက်ပါတယ်အင်းစုံပင်နောက်မှာပစ္စည်းလေးခဏထားလိုက်ပါတယ်ပြီးတော့တော့ဒီပညာလေးရဟာလေးတွေကိုလက်ကြည့်ရပေါ့နော်အဲ့ဆိုတော့လုံးဝမရတော့ချိန်မှလက်ကြည့်လိုက်ပါတယ်တက်တိုက်လိုက်ဖြစ်ပါတယ်တက်တိုက်လိုက်ဖြစ်နေစဉ်းစားလိုက်ကြဒီမိုက်ဖြစ်တယ်မကောင်းဆိုမှဒီလိုမှလာလေးပေါ့နော်အဲ့နဲ့ပဲပြန်ပြင်ပြလိုက်ပါတယ်ညက်ပဲရှိသေးရဆိုတော့မိုင်းတွေးစင်မယ်ဆိုမှစဉ်းစားလိုက်ပါတယ်မိုင်းတွေးစင်မယ်ဆိုရင်တော့အစားအစာအလုံးလောက်ရှိဖို့အတွက်လိုအပ်ပါတယ်အားကြောင့်မို့အစားအစာကိုရွာလိုက်စီကနေတွားယူပါမယ်ရွာလိုက်စီမယူရင်ကျွန်တော် emerald နှစ်ခုရှိရနေဘာရမလဲဆိုမှရွာလိုက်နဲ့ trade ချင်းလို့ပါပဲ
police ကြောက်ချင်မှ train လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်က train လို့မရလို့မ train ခဲ့ပါဘူးအဲ့ဒါတော့တက်စီတော့ပါတယ်သူ့မှာကြောက်လေဈေးရမ်းကြီးရပေါ့နော်မဲ့ဘာစားထည့်ရလဲတော့မကြည့်လိုက်ပါဘူးဆက်ရှိမှပေါ့နော်အဲ့ဒါလောက်ဆက်ရှက်ပြီးတော့မယ်ဆိုမှမိုင်းရင်းလက်ရှာပါတယ်မိုင်းရင်းရှာနေနဲ့အမှစားစရာတွေ့တော့နဲ့အဲ့အကိုဆင်းပါတယ်ဖြစ်ချင်တော့အမှဇွန်ဘီဖြစ်နေပါတယ်ကျွန်တော်လက်ရှာရှိပြီးပစိန်နဲ့ပဲခုနေပါတယ်ဓာတ်ရှိတော့ဓာတ်နဲ့မခုတ်ဘူးနော်အဲ့မှာတေးမလို့ဖြစ်သွားပါတယ်ခင်ကောင်းလို့ကျွန်တော်မတေးပါဘူးဒါပေမဲ့ဇွန်ဘီတေးပါပါတယ်အဲ့နဲ့ကျွန်တော်လည်းစပါးလေးလိုက်ရပါတယ်ဝိနက်ကယ်ရော့တွေကိုရိတ်ပြီးတော့အနေပြန်စိုက်ပေးပါတယ်ကျွန်တော်စိုက်နေရင်ဘာဖြစ်ကြမလဲဆိုတော့ဗီဒီယိုထဲမှာဆက်ကြည့်လိုက်ကြပါတော့ကန်ဆိုးရလားကန်ကောင်းတော့လာတာကိုမသိတော့ပါဘူးခင်ဗျာ